ဒီနေ့ကတော့ကျွန်တော်တို့ပထမဦးဆုံးပေါ့နော်ဩစတြေးလျမှာ camping campsite ဝါမှာဖြစ်ပါတယ်3ညနေမယ်ထင်တယ်ဒီကတော့နည်းနည်းများတယ်အပြည့်ပဲမြင်တဲ့အတိုင်းပဲဒီကတော့အပြည့်ပဲကဲတောင်းလမ်းပေါ်မှာပေါ့ခီးကတော့တနားရီခွဲချန်နေတယ်6နာရီခွဲလောက်မှရောက်မယ်ထင်တယ်ဘောအချဆုံးကတော့အဲ့ကန်နာလေးမှာတဘာဝတဲ့ဖောက်နေတဲ့ CD တို့ပန်ပင်းတို့ sorry ပန်တီတို့ဒီတော့ CD ပေါ့နော် G တွေပန်တီတို့ရှိတယ်အဲ့ဒါဒီကိုထွက်လဲအိတ်တွေတက်လာတယ်အဲ့ဒီခေါက်သွားချင်းကတော့အကြီးတွေကမှဲ့နေရှိသေးတာတော့မသိဘူးရှိသေးရင်တော့ share ပဲသွားကြည့်ရအောင်ညကမိုးရွာတော့တော်တော်လေးချမ်းတယ်ဆိုတော့အိမ်ကဆရာမကမခံနိုင်ဘူးဆိုတော့ sleeping bag လက်ရှာရွေးရတာပေါ့မျိုးလေးကတော့မစိုးတော်တော်လေးလာတယ်ဘေးနားမှာလည်း view point တွေတွေ့တယ်ဆိုတော့ညနေဝင်ချိန် view point လာကြည့်ရမယ်တွေ့လို့တစ်ခုလောက်အောင်ပန်းတီးရလည်းရှိတယ်မဲ့တော့မမဲ့သေးဘူးလာတော့လာတယ်crayfish အများကြီးမိတယ်တော်လေးလှတယ်တော်ရစားကောင်းတယ်ဒါပေမဲ့ဒီမှာစားလို့မရဘူးဆိုရနေတင်ထားတယ်ဆိုတော့မိပြန်လို့ပေးရတာပေါ့ဒီနေ့ကတော့ဒီကောင်ကတော့တိတ်မကြီးသေးဘူးဟိုအကြီးကောင်ကတော့ပြန်လွတ်ပေးလိုက်တူထက်ကျန်းကြီးတယ်တော်လေးလှတယ်ဒါပေမဲ့ပြန်လို့ပေးရမယ်အခုကတော့ညနေဆောင်ပြီဆိုတော့ view point သွားကြည့်မယ်ခဏနေဘယ်လိုလှလဲဆိုတော့ကြည့်အောင်နော်ဒီနေ့ကလန်ဒရှော့မယ်ခြုံကြားထဲမှာအဲ့လိုမျိုးတောရတဲ့အရတာဟောဘာနဲ့မှမတူဘူးပေါ့ခြုံသုံးမယ်ပေါ့ခြုံသုံးလမ်းတွေကရှိတယ်ဒါပေမဲ့တစ်ပင်တွေကအများကြီးကာနေတော့ဆိုအဲ့ဒါတွေတော့ရှင်းမှလမ်းလျှောက်
ခုံးလိုက်ပေါ့ခုံးလိုက်ပေါ့တို့ကမဲဘုံမှာ first experience hiking သွားတယ်ဆိုတော့ ဘယ်နှစ်မှာလဲ ဒါခုငါးနှစ်ပြည့်ခါနေကြမှာ hiking သွားတယ်ဒါပေမဲ့တော့မိုက်တယ်ဗျမီချီနာနဲ့တော့မတူဘူးတော့ အားကြောင့်လည်းရှေ့ဝေးလို့ပြောတာဘယ်လိုကန်စားရအောင် မော်တော့ဖြစ်တော့တဖြည်းဖြည်းရောက်လာပြီ ဒီတော့ဆိုတော့မစိုးဘူးနော် ပြပန်းနေပြီတဲ့ တဲ့ရ မစိုးပါဘူး ငါတို့က ကျွန်တော်တက်လာတာဘယ်နိုင်ရှိလဲ4နိုင်လောက်ရှိပြီနော်ကီ ဟို10နိုင်လောက်ရှိတော့ တော့မြင်တော့ အရပြောရပါလားဒီလိုလေးစစ်တာ အခုတော့တန်နေမှာတော့အမောနဲ့စင်လာပြီဆိုတော့တမ်းမှာတော့ ညော့တယ်ညော့ရှာနေစိတ်ဝင်သွားပြီလားမသိဘူး ပေးချနေတာမဟုတ်ဘူး ပြေးရှာနေ trekking ကတော့ပြန်လာပြီသမီးတော့စားကောင်းတော့မယ်အရင်မော်ပြီးပြန်လာကြပြီfor a flying fox ပေါ့နော် Jordan Sim လို့တန်းစီနေတာဖြစ်ပါတယ် တော့ပုံမရိုက်ချင်လို့ကြီးရဆိုတော့အမတ်တရ ဒီ fishing ပြီးတော့ night fishing ပြန်သွားအောင်မယ်အုပ်စုလိုက်သွားမယ် တော့စတာကနည်းနည်းဖမ်းလို့ခက်တယ်ကွာဒီငါးစားတယ်လို့စားတာမို့ဖြည်းလေးပဲဆိုပြောတခါတည်းအပေါ်ဆွေးတင်ရတယ်မဟုတ်ရင်ပြုတ်ကြတော့ကျွန်တော်နှစ်ခေါက်သုံးခေါက်ပြုတ်ကြတော့ဒီနေ့ရရင်နဲ့အပေါ်မှာရောက်တယ်ပြန်ပြုတ်ကြတော့နည်းနည်း experience ရမှငါမှဒီ lobster ကများလို့ရတယ် ကရာခုံနာတာ relaxing ကပြနေငါမြက်ကမြစ်စင်စာရေးငါကလွဲကဝါနာငို့ဖက်မျိုးလင်းချက်တဲ့လာလာแต่ว่าမြစ်မတိုင်းလမ်းတဲ့ဒတ်တော်ရဲတဲ့ငါမြက်ကနာနမ်จิ้มก็ได้ငါလူဝဲလူကနဘလခေါင်တဲ့ရဲ ပြန်လည်းပြီးသွားပြီဆိုပြန်ရတော့မယ်